đo ia wo điều thì càng quá bà thông bà là bà mầm bảo đo ia wo điều mấy giờ tàu quá bà thông chết đó là rising này chất tàu quá gà rising điều nè mà tụ nó điều gà chả rồi tụ á tí ta mà nó alone mà nó lonelyဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ dio ကကြတော့သူကတယောက်တည်းတစ်ခုတည်းဆိုတဲ့တတိပုဂ္ဂလကိုပြောတာ dio ကကြတော့ dio ကကြတော့သူကစတဝါထဲလို့ရှိရင်ခဏနေရင်တို့မဟုတ်ခဏနေကြရင်အဲ့သဘောမျိုးသူစတဝါထဲလို့ရှိရင် dio ဆိုတာခဏနေရင်ခဏလေးဆိုတဲ့အဓိပ္ပာယ်နော်dio ကကြတော့ခဏနေရင်ခဏလေး dio ကကြတော့သူကတတိပုဂ္ဂလတယောက်တည်းဥပမာခွန် dio ဆိုရင်တယောက်တည်းဆိုတော့ဒီလိုသွဲသုံးတယ်ပေါ့နော် one dio ဆိုလို့ရှိရင်တရက်တည်းဒီလိုမျိုးတွေသုံးတာ dio ကကြတော့ဆိုတော့အတန်ထုံး one yut မပါတဲ့ dio ကကြတော့တတိပုဂ္ဂလသူ့အရှိမ classifier လေးတော့ထည့်ပေးရတယ်ဥပမာ one dio ဆိုလို့ရှိရင်တရက်တည်းခွန် dio ဆိုလို့ရှိရင်တယောက်တည်းဒီလိုလေးသုံးပေးရတယ် dio ကကြတော့တစ်လုံးနဲ့သုံးတာဟုတ်ပြီနော်ခဏနေရင်ခဏလေးဆိုလို့ရှိရင် dio လို့သုံးတာအခုဒီမှာ dio ချမ်းจะไปเที่ยวအောင်ဆိုတော့ဗာပြောရလဲအလေသွားမယ်ပေါ့နော် dio ချမ်းจะไปဆိုပြီးတော့မှကိုသွားမဲ့နေရဒါမှမဟုတ်ကိုလုံးမဲ့အလုပ်တစ်ခုခုကိုထည့်လို့ရတယ်ပေါ့နော် dio ဆိုတော့ခဏလေးဆိုလို့ရှိရင်လည်းဒီတစ်လုံးနဲ့သုံးလို့ရတယ်နော် dio ဆိုပြီးတော့မှပြောလို့ရတယ်သူကကြတော့ဘယ်လိုတန်ထွက်လဲဟုတ်လို့လား dio ထုံးမပါဘူးလေအတန်ထုံးမပါတော့ dio သူကကြတော့ dio rising နဲ့သွားပေါ်လက်တက် dio ဆိုတော့တယောက်တည်းဆိုရင်ဘာနဲ့သုံးမလဲခွန် dio တရက်တည်းဆိုရင်ဟုတ်ပြီနော်ခွန် dio တို့ one dio တို့သုံးလို့ရတယ်နောက်တစ်ခုကကြတော့ခဏနေရင်ခဏလေးဆိုရင်dio ခဏနေရင်ငါပင်လယ်ကွေ့ကိုတက်လဲမယ်ဆိုရင်dio ချမ်းจะไปเที่ยวခဏနေရင်ငါပင်လယ်သွားမယ်ဆိုလို့ရှိရင်dio ချမ်းจะไปทะเลdio ချမ်းจะไปทะเลခဏနေငါထမင်းစားမယ်ဆိုလို့ရှိရင်dio ချမ်းจะกินข้าวအဲ့လိုမျိုးသုံးလို့ရတယ်ပေါ့နော်ဆိုတော့သူတို့နှစ်ခုရဲ့အတန်ထွက်နဲ့အဓိပ္ပာယ်လေးကွာတယ်နော် dio နဲ့ dio โอเคနော်တိုင်းไหม